ကိုမင်းညာဘီယာဆိုင်မှာကောင်းမလေးတယောက်နဲ့တွေ့တယ်လို့တငယ်ချင်းတွေကပြောတယ်အဲ့ဒါကိုမဟုတ်ဘူးမလားသူတို့လူမမလားလူမဟုတ်ဘာလို့လဲကိုရဲ့ကိုနဲ့ဝိရီနဲ့ယူထားတာကြာလို့ကိုဝိရီကိုရိုးအိသွားတယ်ဆိုရင်ဝိရီဘာမှမပြောပါဘူးဝိရီလက်ခံပါတယ်အခုဟာကိုနဲ့ဝိရီနဲ့လက်ထပ်ထားတာတပတ်မပြည့်သေးဘူးလေဝီချိုငါနေကိုချစ်လို့ယူရတာမဟုတ်ဘူးငါနေကိုလုံးဝမချစ်ဘူးကဲမချစ်ကိုဘာတွေပြောနေရလဲကိုမိုးလို့ဝိရီကိုဒီစကားကြီးပြောနေရမလားဝိရီသိပါတယ်ကိုဝိရီကိုချစ်တာဝိရီသိပါတယ်ဝိရီကိုပြန်ပြေဦးလေကိုလေဝီချိုငါမမူတဲ့ကောင်ချီရွေမယ်တော့မစားဘူးငါအမှန်တမ်းပြောနေတာဒီမှာငါနေကိုချစ်လို့ငါနေကိုတကယ်မချစ်ဘူးအဆိုဘာလို့လဲဝိရီဘာအပြစ်လုံးမိလို့လဲနေမှာပြည့်ရှိအပြည့်ရှိတာနေမမေကဘာအပြစ်လုံးလို့လဲဝီတိုနေမေကိုတိတ်ညာနေပြီလားဒီမှာနေမေနဲ့မေကိုလည်းငါမဖြေနိုင်ဘူးနင်းသိတာဘူးကွာဒီလိုနေမချင်ဘူးဘာလို့ပြောနေရလဲပုံဝိရီမနောက်ပါနဲ့နော်ငါတော့မထင်နေပဲလက်စဟာဝီတိုမလို့မလို့ဟာမင်းတို့ဆူညံတာဘာဖြစ်နေကြလဲတက်ဒီကတမျိုးပါရိုက်တယ်ဟုတ်လားတာဘာဖြစ်လို့သူများသားသမီးကိုလက်နဲ့ရိုက်ရတာလဲလက်နဲ့ရိုက်တော့ငါသားလေးလက်နာသွားတော့ဘွားလူလူလေးပါတော့တာမင်းလာနေရအမခဏလေးကိုထိထားတော့အတူနေချင်နေပြီအများဆုံးလက်ထပ်ရအောင်နော်ကိုလည်းထိထားနဲ့အတူတူနေချင်နေပါပြီဆောက်ဆိုဘာလို့အချိန်ကြီးရွှေ့နေရတာလဲကိုချင်းရွှေ့နေမဟုတ်ပါဘူးထိထားရဲ့တက်မှာတစ်ခါပဲမင်္ဂလာဆောင်ရမယ်မင်္ဂလာပွဲကြီးမှာကိုယ့်ရဲ့တို့သမီးလောင်းလေးကိုကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားနဲ့မင်္ဂလာဆောင်ပေးခြင်းနဲ့ကိုကြိုးစားနေရမှာဒီမှာကိုရင်ဒါဆိုရင်ကိုတို့အိမ်ပြန်ကြမယ်နော်ဟုတ်အိမ်နဲ့ပို့နော်ငါ့အမှမြန်လားသူ့ပုံစံငါ့အမှနဲ့တူနေတယ်ဒီကြောင်တော့လိုက်ကြည့်ဦးမှာ
အမဟာအမမျက်နှာတစ်ခုလုံးနဲ့ဒဏ်ရာတွေနဲ့ကြည်သက်မအောင်ဘာတွေဖြစ်လာတော့ အော်ဟိုမနေ့တော့မမလှေကားပေါ်ကလိမ့်ကြတာအသက်မသေးတာကံကောင်းမောင်လေး လေကားပေါ်လိမ့်ကြတဲ့ဒဏ်ရာဟုတ်ရလားမရဲ့ ဟုတ်ပါတယ်ဒါနဲ့မောင်လေးရောဘဲဦးလားလေ ကျွန်တော်ကတန်ငယ်ချင်းနဲ့တွေ့ပြီးပြန်လာတာ မမေရောနေကောင်းလား အမေကတော့နေကောင်းပါလေဟောပြီးတော့အမေကမောက်မျောနေတာအင်လာလေအောင်နဲ့ မမတန်ရာတွေကြောက်တာနဲ့လာလိမ့်မယ်နော်ဟိုတော့ကြမမတန်ရာတွေကိုမြင်ပြီးတော့မမေယောဂတက်နေပါဆိုလို့ ကဲဟုတ်ပြီအဲ့မောင်လေးလစ်ပြီနော် နေရလဲနော် US ကပြန်လာပြီးတဲ့အမစီကိုတခါမှတော့လာမလဲ ဒါဆိုရင်ဒီနေ့လိုက်လိမ့်မယ်လေ အော်ဟိုအခုတော့လိုက်မလဲနဲ့လေဟိုနောက်ရက်မှမမဖုန်းဆက်လိုက်မယ်နော် ဟာဒီနေ့လိုက်ရတော့ဘာဖြစ်လို့တော့မကလည်း မမသွားစရာလေးရှိလို့ပါမောင်လေးရဲ့ဟိုမမသွားတော့မယ်နော် ဟုတ်ပြီအဲ့ဒါတော့သွားတော့ ဝိကျော်လင်ငယ်နဲ့တွေ့ရတာပျော်မှပျော်တယ် ဟိုဝီကိုမဟုတ်တာလည်းမဆွဆွဲနဲ့နော်ဝီကမိကောင်းဖခင်သားသမီးပါ မိကောင်းဖခင်သားသမီးငါဆွဆွဲနေတာမဟုတ်အထင်မြင်နေနဲ့ငါပြောနေတာမျက်လုံးနဲ့တက်အမြင်လို့ငါပြောတယ်ဝိကျော်နေငါအဖေအဲ့မျက်လုံးနဲ့မကြည့်နဲ့နေခုတွေ့ခဲ့တဲ့ကောင်နစ်လိနေမို့ဘယ်ကောင်ငေါ့ပြောစမ်း तू ကတခြားသူမဟုတ်ဝီရဲ့အဖေသူအမေသူကမွေးတဲ့မောင်အရင် ငါနေပြောတဲ့ငါရှုံသွားပါလားနေမှာမောင်နှမရှိပါတယ်လို့ငါနေယောက်ျားတယောက်အနေနဲ့ငါမှသိခွင့်မရှိဘူးလား သိဖို့မလို့အဘူးထင်လို့ပေါ့ ဝိကျော်နေရလေးတဲ့နေပြင်လိုက်တော့ငါစိတ်တော်ရဲ့အချင်းနဲ့တွေ့နေပြေးလို့မပြေးပါလိမ့်မယ်ဟယ်လို အငယ်ဦးထုတ်ကောင်းလားမသိဘူးခင်ဗျာ ဟုတ်ပါတယ် အငယ်သမီးကားအစီအစဉ်ဖြစ်လို့ဆေးရုံတင်ထားပါတယ် ဗျာ ဟုတ်ကဲ့ကျွန်တော်လာခဲ့ပါမယ်ဟေးဘာဖြစ်လို့ပါမင်းမလေးကားအစီအစဉ်ဖြစ်နေ ဗျာ ဟာမမ မောင်လေးမမေရော မင်းဈေးသွားရလေဒါနဲ့မမအကြောင်းမကြပါနဲ့ဘယ်လိုဖြစ်လို့ရောက်လဲ အဲ့ဒါတွေရှင်းပြဖို့မမမှာအချိန်မရှိဘူးနေနိုင်မင်းမမအတွက်လက်စားချိပေးမလား ဗျာကျွန်တော်ကဘာလို့လက်စားချပေးမှာမောင်လေးကိုလည်းနားလည်အောင်ရှင်းပြအောင် ကိုမြင့်မိုးကမမကိုတကယ်မချစ်ဘူးမမခန္ဓာကိုယ်ပေါ်မှာရှိသမျှဒဏ်ရာအလုံးကသူတို့တာဖာနှစ်ယောက်နှိပ်စက်ထားတဲ့ဒဏ်ရာတွေကြီးပဲ ဘာ ဟုတ်တယ်သူမမကိုရည်ရွယ်ချက်ရှိရှိနဲ့လက်ထပ်ခဲ့တာမမလိုရင်ပဲပြောမယ်သူ့မှာသူတိတ်ချစ်ရတဲ့ညမတစ်ယောက်ရှိတယ်မင်းသူ့ညမကိုယူပြီးတော့မမအပေါ်မှာနိုင်ကျင်းခဲ့သမျှအရာအလုံးမင်းပြန်ပြီးတော့လက်စားချိပေးရမယ်နေနိုင် ခက်တော့ခက်နေမမရကျွန်တော်မှလည်းလက်ထက်မှလို့ရှိနေဒါပေမဲ့မမကိုကျွန်တော်ခရီးပေးတယ်မမနာကျင်ခံစားရတယ်သူတို့လည်းပြန်ပြီးနာကျင်ခံစားစေရမယ်မောင်လေးခရီးပေး ကောင်းပြီအဲ့ဒါဆိုမမပြန်တော့မယ် မမဘယ်ကိုပြန်มาလဲဗါလေအဲ့ဒီအိမ်ကိုပြန်มาမမကိုဒီလောက်ဒဏ်ရာတွေရအောင်လှုပ်ထားတဲ့မိသားစုကိုမမခုချိန်ကြီးမခွဲနိုင်မခွာရဖြစ်နေ တော်တော့နေနိုင်မမမခွဲနိုင်လို့ပြောနေရမဟုတ်ဘူးဒီကိစ္စတွေကိုမမေသိလို့မဖြစ်ဘူးပြီးတော့သူတို့ရှိရနေမမပျောက်သွားလို့လည်းမဖြစ်ဘူးမမအန်နေကိုမမကြည့်ရှောင်တတ်ပါလေနေနိုင်ရဲ့မောင်လေးတောင်မောင်လေးပေးထားတဲ့ဂရီကိုသိနိုင်အောင်ကြိုးစားမမပြန်တော့မယ်
ကိုရောက်ပြီ ကိုမင်းကိုပြောစရာရှိတယ် ဟုတ်ပြောလေ လမ်းခေါ်စကားပြောဖို့အတွက်မင်းကိုမဖြစ်ခိုက်မနာချင်ရောက်ကိုဘယ်လိုစကားမျိုးသုံးတယ်ကိုမင်းကိုတကယ်မနာချင်သေးချင်ဘူး ကိုနောက်နေတော့ကိုငိုချင်လာပြီ ကိုမင်းကိုတကယ်ပြောနေရကိုမင်းနဲ့ကိုနဲ့ရှေ့ဆက်လို့မရတဲ့အကြောင်းတွေရှိနေပြီ ကိုလည်းရှေ့စလို့မရမယ့်အကြောင်းဟုတ်လားကိုရဲ့မကောင်းကြောင်းနဲ့တခုခုကြားမိလို့လားကိုရဲ့ဟောင်းမဟာအမမျက်လုံးမိလို့လားကိုရဲ့ ကိုမမဘာနေတာကိုပါကိုခွင့်လို့ပါလို့ပဲကိုပြောပြရစီပေါ့ ကိုမထားခဲ့ပါနဲ့ကိုရဲ့ကိုရဲ့ချစ်တာရဲ့ချစ်လို့မထားခဲ့ပါနဲ့ကိုမရှိရင်ကိုမနေနိုင်လို့ ကိုရဲ့မင်းဘယ်လိုဖြစ်နေရလဲကွာမင်းတို့ငါ့ကိုချစ်တယ်ဆို ချစ်တယ်လေကိုရဲ့ မင်းတော့ခြေကားတဲ့ဝဲတော့မှမင်းနေပေးပါခြေကားရဲ့စကားကိုမင်းသားတော့ပါကွာတပည့်တော့ပါကွာ လုံးပါမလုံးပါတော့မှာပါလေ ဘာလို့ဝဲတော့မှမင်းနေပေးပါ မနေနိုင်ဘူးဘိုးမနေနိုင်ဘူးကိုရဲ့ဘိုးတောင်းမှာပါလေ မင်းနဲ့ရှင်းတယ်လို့မဖြစ်တော့ဘူးကိုရဲ့မင်းငါနားမှာရှိနေကတော့စမပြေဘူးကွာ ဘိုးဘာမှမလုပ်ဘူးလို့လဲတောင်းမှာပါလေ ငါ့ကိုတော့ပါမင်းကပတ်သက်ချင်တကယ်ချစ်တယ်ရဲ့ဝေးတော့မင်းနေပြလိုက်ပါတော့ကွာတော့ပါကွာငါတို့တော့ပါလေကွာ ကိုမတော်ပါနဲ့ကိုမတော်ပါနဲ့ဘိုးတောင်းမှာပါလေဘိုးတောင်းမှာပါလေကိုရဲ့မတော်ပါနဲ့ဘိုးတောင်း ပဲပါကွာ A son of passion so mad to love so did the candle the below to by me lo ya pyo ba me na ma the mood yaဟာမလေးလိုနေသေးလေတက်တာရဲ့လားအစားချင်းလဲအဖြစ်ချင်းဘာလုပ်ချင်ကိုဘာလုပ်ပြရမလဲ ဘာမှလည်းမစားချင်ဘူးဘာမှလည်းမလုပ်ချင်ဘူးအိမ်ထဲမှာနေရတာညင်းဝဲလာဟိုညီမလေးလေအပြိုလေးနင်းငယ်လေးထွက်ချင်လို့ အဲ့ဆိုလို့ရှိရင်ကိုလိုက်ပေါ့နော် ဘယ်လိုမရဘူးလေကိုကလည်းကောင်းမှာမဟုတ်ဘူးလားမမောက်ပြီးနေပဲသွားလိုက်မယ်လေ ကဲကောင်းပါပြီဗျာဝေးချိုဒီနေ့တနေ့ကုန်ငန်းချမအပြင်သွားမယ်နင်းသေးချာလေးသူ့ကိုဂီယူဆိုင်ပြီးတော့လိုက်ပို့ပေးလိုက်နော် နောက်ပါမအောင်မလဲ ငန်းချမတစ်ခုခုဖြစ်လို့ကတော့နင်းကတောက်မှာနော်နင်းအသက်နဲ့လဲပြီးတော့ဂီယူဆိုင်လိုက် မမတော့မယ်လေကိုညီမလေးတော့ရမယ် ကောင်းပါပြီဗျာ ဟုတ်မယ် မလေးဆက်တော့တက်တာရဲ့လားဘယ်လိုနေသေးလဲ တက်တာပါရဲ့မမရဲ့နားချက်နေပြီဆိုတော့တရက်နှစ်လောက်နေလို့ရှိရင်ဒီခုချ30အောင်မလို့တော့ဟောဒါနဲ့မမမမလေးစားရှိတယ်
ကိုနဲ့မမရဲ့အိမ်မလေးကအဆင်ပြေရလား ညီမလေးကဘာဖြစ်လို့ဒီမိကုန်းကိုမေးရတာလဲ အဲ့ဒါမဟုတ်ပါဘူးကိုနဲ့မမနဲ့စကားပြောတာတမျိုးဖြစ်နေတာလေ ကဲပါညီမလေးရေစားလို့ရှိရင်ရေတောက်လို့ရအောင်မမရေဘူးတော့ဝင်လိုက်အောင်နော်ဒီမှာခဏဆောင်နေနော် ဟယ်လိုမမ နေနိုင်မင်းပဲမှာလေ ကျွန်တော်မမနဲ့မနီးဝေးမှာရှိပါမမသွားလိုက်တော့ကျွန်တော်ဆက်လို့ရှာလိုက် ကောင်းပြီမင်းတော်တယ်နေနိုင် မရှေ့တစ်ခါတော့ရပြန်အောင်မလားကြာပြီလေဘယ်ကြောင်တော့လဲ တယောက်တည်း ရှင်းမတူလဲ ကိုကမင်းရဲ့ယောက်ျားဖြစ်မယ်ဆို ရှင်းကျမလားမနှောက်ရှက်နဲ့နော်ကျမအော်လိုက်မှာမမဝေးရေမမဝေး ညီမလေးကိုလူတစုဖမ်းခေါ်သွားလို့ဟုတ်လား ဟုတ်တယ် နင်တော်တော်တော့မကြတော့ဘူးဝိကျော်နင်ကဘာမှမနာလဲအညာမတစ်ခုခုဖြစ်တော့နင်မလွယ်ဘူးနော်ဘလို့လဲညီမလေးကိုလူတစုဖမ်းခေါ်သွားလို့တယ်ဗျာလွတ်ပေါင်းတည်တည်ရဲစခန်းကိုကြောင်းကြပါအောင်ဗျာ ဟိုတိုင်ဒီတိုင်လုပ်မယ်ဆိုရင်နင့်ညမကိုသူတို့ကတက်ပြစ်မှာ ဘလို့ဟိုတိုင်ဒီတိုင်လုပ်မှာဆိုငါညီမကိုတတ်တယ်ဟုတ်လားနင်ပြောတော့အဲ့ဒီလူတစုနဲ့ငါညီမဖမ်းခေါ်သွားတယ်ချင်းနင်မကြည့်ဘူးဆိုဘာလဲအဲ့ဒီလူတွေနဲ့နင်နဲ့ဘာလဲစိတ်နဲ့ပြန်နေလားငါတော့တာဟာ တိတ်သေးကြတာပေါ့ 你把就拿过来，滚出去了嘞！ မိနိုင်စွာတိတ်ကောင်းနေပါလားကိုမြင့်မို့နေရောငါ့ကိုတိခတ်နိုင်စွာကောင်းတဲ့မိန်းမလို့နစ်ထဲ 我 နေ 告诉你哈！你来，你跑我跑来好，你不能把他的骂过来，为首，是吧？我不把你看见吗？ ဘယ်လိုပတ်သက်လဲဆိုတော့ तू ကငါ့မှာမရှိဘူးသူတို့ဘယ်မှာရှိလဲဆိုတော့ဒါမဲ့နေစိတ်မလို့သူတို့လည်းကလာဆောင်တဲ့ခါဒီကိုတေချာပေါ့ဖိတ်လာ 为首，你我这个，你我操啊！为首，啊！ ဟယ်လိုမင်္ဂလာပါရောက်ဖာကြီး 呀，你老婆怎么表嘞？我俺家妈不骂嘞，你俺家妈在家里头住那么多大呢，老杨？ ရောက်ဖာကြီးကလည်းဘောသားကြီးတိတ်ကြီးပါစိတ်ချမင်းညမကိုငါဖျားနေချစ်တယ်ဆိုတဲ့ခေါင်းစဉ်တက်ပြီးနှိပ်စက်တက်တဲ့ခက်ညံ့ညံ့ယောက်ျားတွေမှာငါမပါဘူး 哎呀，你把这进来干不啊？ ငါဖြစ်ချင်တာညမရဲ့လင်းမင်းကတခါတည်းပြောထားမယ်ငါမကိုနှိပ်စက်တယ်ဆိုတဲ့အတန်ကြားတဲ့တနေ့မင်းညမရဲ့ရှေ့မင်းတွေးဖို့ 啊！为首，你我打吧！啊！喂！啊！看那里，黑妹妹，还搞嘛？俺的地方嘛嘞？ မသိဘူး မသိဘူးအာမသိတော့ပါမင်းကငါမေးနေတယ်နော်ငါသမီးပေါ်မှာလဲလို့ ယောက်ျားရဲ့မာကြီးတွေဖြစ်ပြီးမိန်းမတစ်ယောက်ကိုလက်စားချေချင်တာနဲ့ပဲအကွက်တကြစီစဉ်တက်တဲ့နင်တို့တာဖလို့စိတ်မျိုး
ငါမှမတင်မေးလိုက်ပြီငါခံစားရတယ်လို့ငါညမလည်းတစ်ခုမကြက်ပြန်ခံစားစေရသူတို့ဘယ်မှာရှိလဲဆိုငါသိဒါနဲ့ငါမပြောဘူးဟောက်တက်ချင်တက်တယ်ဗျာ ဟဲ့ဟိုလေဗျာကောင်းပါလေကောင်းပါလေပြညမို့ငါဘာမင်းလားကွာဒီကောင်ကငါတတ်တယ်ဟုတ်တယ်ငါမြတ်ဝိကြီးပဲရှင်ကရှင်သမီးကိုရှင်ပြန်တတ်မလို့လားဟမ် ဘယ်လို ဟုတ်တယ်သမီးလေးဝိကြီးချိုကရှင်သမီးပဲကိုတို့ဒါဘလို့အိမ်လဲ ဒါကိုတငယ်ချင်းအိမ်လေ ဟိုနေလို့အဆင်ပြေပါမလားကိုထွေးရဲ့ ဘာမှဖြစ်ပါဘူးကိုတငယ်ချင်းနဲ့ကိုနေကပြောမလားဆုံးမလားနေတာဆိုတော့ဘာမှပြဿနာမရှိဘူးနော် ကိုထွေးညာရဲ့မိဘတွေကလေသူတို့တပုံးသူတဲ့ကိုထွေးနဲ့လိုက်ပြေးလို့တဲ့တာသမီဖြစ်ကနေအမွေပြက်ဆွလို့ကြောင်းဒင်းစာတွေထက်ကြော်ညာလိုက်ပြီကိုထွေးရဲ့ တောင်းသူဘလုံးစုတာပြည်ရိုးထုံးတာရှိတာပါဘယ်မိဘမှသားသမီးဆိုပြည်ရိုးထုံးတာမရှိပါဘူးစိတ်မကောင်းဖြစ်ပါနဲ့သူတို့တွေစိတ်ဆိုးမပြေစေလို့ပါနောက်ပြီးတော့တားချင်ပြီးနေဆိုတဲ့စကားလည်းရှိတယ်လေဟိုညာနဲ့ကိုနဲ့သားသားမီမီလေးတွေမူရတဲ့ခါကျရင်သူတို့ပြန်ပြီးလက်ခံပါပါညာ ဘာပဲဖြစ်ဖြစ်အညာကျင်နေပါတယ်ကိုထွေးရဲ့ကိုချစ်ရတဲ့သူနဲ့အတူနေပြီးတော့ကျန်းတန်းတဲ့လောဘရန်ကြီးဆန်ရမှာဆိုတော့ပြောစရာတော့ကောင်းပါပဲနော်ကိုထွေး ဒါမောညာညာပါလေကိုခတိပေးနေတာတစ်ခုတော့ရှိတယ်ဘလို့ခက်ခဲမျိုးပဲရှိရှိဘလို့အကြောင်းမျိုးပဲရှိရှိညာကိုဘယ်တော့မှထားမပါဘူးနော် ရှုံပါတယ်ကိုထွေးရဲ့ရှုံပါတယ်ကိုဘာတွေတွေးနေရလဲကိုရဲ့ အိမ်မှာအမေနေမကောင်းဖြစ်နေတယ်လို့ကြားကြတယ်ညာတယ်ပြီးတော့ကိုယ်လည်းတပေါင်းပါမယ်ကိုအိမ်ပြန်မရမယ်အိမ်ရောက်တဲ့အခါကျရင်အဖေနဲ့အမေကိုပြောပြပြီးညောင်ကိုလည်းပြန်ခေါ်မယ်လို့ည ကိုလေညဝမ်းသာကြတဲ့ရင်ကောင်ပြောစရာရှိတယ်ကိုရဲ့ ဘလို့ဝမ်းသာတယ်ပြောလေမိမ ကုပြောသေးကိုသိကျင်နေဆိုရင်ကိုပြန်လာမှပြောမယ်ကိုမြင်ပြန်လာခဲ့လေကိုရဲ့ ဟုတ်ပါပြီဗျာအိမ်မှာအဖေနဲ့အမေပြောပြီးတော့ကိုမြောက်အမြန်ဆုံးလည်းပြန်ခေါ်မယ်နော်ဒါဆိုရင်ဝမ်းသာစရာစကားဆိုတာသမီးလေးဝိချိုငါနဲ့ရတဲ့ပုံကိုလွယ်ထားရတယ်လို့ပြောချင်တာလား ဟုတ်တယ်ရှင်ကတိမသိဘူးကျမစီပြန်လာမယ်ဆိုပြီးတော့ရှင်နိုင်တော့ပြုတ်သွားတာ မင်းလည်းထိတ်သွားတာပဲလေ မတူဘူးရှင်ကယူသွားတာကျမကယူလိုက်ရတာရှင်ကိုဝင်နဲ့မဝဲချင်ရလူတွေမသိရပေါင်းပြီးကျမရှင်ကိုကောက်ွယ်ဖို့ကျမကယူလိုက်ရတာရှင်သိလားရှင်သိလား ဒေဒီဒါဆိုရင်ကျွန်တော်နဲ့ဝေးနေရဖေးတူမီဝဲတယ်ပေါ့ဟုတ်တာမေပထမအိမ်တော်နဲ့ပါလာတဲ့ကလေးပါဗျာကျွန်တော်ဒေဒီကမဟုတ်တော့ကျွန်တော်မလူသားနဲ့ဒေဒီကလည်းဗျာဒီအပြစ်မှန်တွေဘာကြောင့်အခုလိုပေါ်ဝယ်ထားတာလဲဗျာဒေဒီကဒါပေမဲ့ဘာလို့လဲတော့ဒေဒီပြောပြီဗျာငါသားကြီးစိတ်ဆိုးပါဒီမပြောခဲ့တာပါစိတ်တော်ဒေဒီကတော့ပြီဗျာအဲ့ဒီကျွန်တော်မသိလို့တကူတော့လုပ်နေပြီဗျာအဒီပါကြောင့်ကျွန်တော်ရဲ့အမေကိုလူမပြီးတတ်ခိုင်းရတာလေဗျာ ဘလို့
အန်ဒီကသားမေကိုလူငါးနဲ့တတ်ခိုင်းတယ်ဟုတ်လား ဟုတ်တယ်ဟုတ်တယ်အန်ဒီကအောက်ပေါ့အန်ဒီရေးတင်တာလား အန်အော်သွားတယ်ဆိုတော့ဝင်ခံတယ်ငင်းမလားဆိုတော့မဲကုန်းတော့အန်ဒီစဉ်းစားနေတာသားမေတင်ရတယ်ဆိုတာကိုသားပြောမှအန်ဒီသိရတာ အန်ဒီပြောမှသိတယ်ဟုတ် ဟုတ်တယ် လိမ့်ပါနဲ့ဗျာကျွန်တော်မှတတ်သိရှိတယ်ကျွန်တော်အဲ့ဒီစာရွက်ကိုကျွန်တော်အမြဲတမ်းသိနေရတယ်ဟိုထဲမှာပေါ့ဒီမှာဖတ်ကြည့်မာနီဖတ်ကြည့်လိုက်အန်ဒီရဲ့ခံစားချက်အန်ဒီဘာလို့အဲ့ရအန်ဒီရဲ့ကမ္ဘာပါတယ်ဗျာကိုဘယ်ဘာလို့တတ်တာလဲဗျာဗျာ ငါလည်းမနဲ့တူလိုက်တာ တူပါဘောခမရခေါ်နေရေးလေဟဲ့တူဟဲ့ ငါ့ကိုဆွဆွဲမနေတဲ့ကောင်လေးမင်းတို့ပဲစစငါစိတ်ပါလည်းရှိတယ် အဲ့ဒါပြငါယောက်ျားရတယ်လေအသက်ခံရတာဒီမှာမယုံရင်ကြည့်ဒီစာကိုကျမယောက်ျားသေးတစ်ဖက်အကြာမှအိမ်ရောက်လာတာကျွန်တော်စီကိုလည်းဒီလိုစာဆောင်မှုကျုံနေသိမှာစာလိုက်ကတပတ်မှအလိုမှကျုပ်ကရတာဗျ ဒါဆိုရင်မင်းကငါ့ကိုမုန်းတဲ့စိတ်နဲ့အသက်ရှင်နေတာပေါ့ အသိမှန်တော့ဘောသိမှန်တော့ဘော လူသက်တရခံတယောက်တည်းဖြစ်ရအဲ့ဒါဘယ်လိုဖြစ်နိုင်လဲ အဲ့ဒါတော့မသိဘူးခုကျုပ်သိတာကျုပ်ရဲ့ညီမကျုပ်ရဲ့ညီမကိုခမရတာဖမ်းတယ် ဟုတ်လား ဟာလေအင်းမသိဘူးလား မသိပါဘူးဘာမှစိတ်မပူပါနဲ့ကွယ်အန်ဒီသားငယ်လို့မြောက်ရအောင်အန်ဒီရှာပြီးဆက်သွယ်ပေးပါကိုထုတ်ကဟုတ်ကျမပြန်လိုက်ပါအောင်သမီးလေးကိုအိမ်တစ်ဖက်ခေါ်သွားမယ်နော်ခွင့်ပြုပါ ခေါ်တော့ပါခွင့်ပြုပါအမိလေးကိုလည်းအဖေနောက်ပါပဲအချိန်ကြာကြာတောက်ပါပါပဲ ဒယ်ဒီတမီးသွားတော့မယ်နော်ကိုဝီသွားတော့မယ်နော် ကိုကြီးကိုဒီလဲရအောင်ပြုလုပ်ပေးတဲ့အတွက်ကိုကိုကြီး မင်းတတိယ ရှင်းမလို့လေဘာဖြစ်ကျမကြီးခေါ်လာလဲ မလောပါငါပြောပြနင်
မြင့်မှုအောင်တိပြီးတော့ဥထုတ်ခေါင်နိုင်တဲ့ဝိချူမင်းတိ ဘာကိစ္စလဲလားမင်း ငါ့ပြန်မင်းနဲ့ငါမရဖြစ် သိတယ်ကျမအကိုရဲ့ကျမဖေရဲ့ပြီးတော့ကျမအကိုရဲ့မင်းပါတယ်နေစမ်းပါရှစ်ဘာကိစ္စနဲ့ကျမအဲ့ဒါလာမင်းလား ဘာဖြစ်ရမှာလဲနေ့အဖေနဲ့နေ့ကိုကရှောက်ကြောက်ဖြစ်တယ်ကိုထမိတ်ချုံမိထားမှာ ဘာလာကြတာလဲ ဒီနားရမှာပြောဝိချူကငါမှအရင်မိမတယောက်လက်စားချေဖို့နဲ့ရှမတ်ပြေဖို့အတွက်လက်ထက်ခဲ့တယ်နေ့ကိုယွန်လို့တာသမီချင်းကိုချင်းမဆန်လူကြီးမဆန်ပဲရောက်ထိုးပင့်ကလုတ်ပေးတဲ့နေ့ဖေကိုမောင်းလို့ပြီးတော့တန်ရန်တန်ချက်တွေဘယ်လက်ပွားနေနေ့အဖေနဲ့နေ့အကိုရဲ့ရိုက်ပုတ်သမျှကိုကြိမ်မိတ်ခံနေရငါမောင်ငါတနာလို့ငါမှခံစားရတယ်နေ့အဖေနဲ့နေ့ကိုပြန်ပြီးခံစားနေကြတာ အဲ့ဒါဆိုရှစ်လဲယောက်ျားမဖြစ်သေးဘူးယောက်ျားဆိုတာပြစ်ရှိရတဲ့ပြစ်ပေးရပြစ်မရှိရတဲ့ဘယ်တော့ခါမှပြဿနာစမတွေ့ဘူး မှန်တယ်ငါဆိုရဲကောင်ငါဘက်ကစရိုင်းနေဆိုတော့ငါတမိုင်းမှမရှိအခုလည်းမရှိဘူးနောက်လည်းရှိလာမှာမဟုတ်ဘူးတစုံတယောက်ဘက်ကစပြီးရိုင်းရင်တော့ငါဆိုရဲကောင်စမတန်ပြန်ပြီးတော့ရိုင်းတတ်တယ်ငါယောက်ျားဟုတ်မဟုတ်မင်းကိုလက်တွေ့ပြ ရှစ်ပါလို့ပါရှစ်ပါလို့ပါတော့ရှစ်ပါလို့မလားရော အမေနေနိုင်စီကိုဖုန်းမဆက်ဘူးလားယင် ဘာလို့ဆက်ရမှာလဲသမီးရဲ့ အခုဖြစ်တဲ့ပြဿနာနားလည်မှုလွဲတာလေအမေရဲ့ကိုပြစ်မောကသူ့အမေကိုအမေတက်တယ်ထင်ပြီးတော့တမီးကိုနှိပ်စက်တာအခုအမေမတက်ဘူးဆိုတာကိုသူသိသွားပြီနာတမီးကဥထုတ်ခေါင်ရဲ့တမီးဆိုရင်ဝါကုန်းဖြူကတမီးရဲ့ညီမလေးလေအမေရဲ့ သမီးကကိုထုတ်ခေါင်ရဲ့သမီးမဟုတ်ဘူး ဘလို့ဖြစ်ရပြန်တာလဲအမေရဲ့ ဟုတ်တယ်သမီးကိုသူတို့သားဘာကြောင့်နှိပ်စက်မှာဆိုလို့အမေကပြောခဲ့တာတကယ်တော့သမီးကကိုထုတ်ခေါင်နဲ့ဘာမှမဆိုင်ဘူး ဒါဆိုဥထုတ်ခေါင်နဲ့ကိုဝင်ရခဲ့တယ်ဆိုတာကိုအလိမ်ညာပဲလား ကိုဝင်ရခဲ့တာတော့တကယ်ပဲဒါပေမဲ့ကလေးကအဖက်မတင်ဘူးပြက်ကျသွားတာအမေလိုမျိုးမိဘကိုခြေစုံကပ်ပြီးသူ့ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့သူ့နောက်ကိုလိုက်ခဲ့တဲ့မျက်နှာမှမထနောင်မိန်းမရှူသွားတဲ့သူ့အတွက်အဖြစ်တန်ကိုတော့အမေကိုစားသားလေးကပြန်ကလေးစားခြေလိုက်မယ် ဒယ်ဒီညီမလေးကြောင့်လည်းဘာမှမထူပါလားဒယ်ဒီဟိုဒယ်ဒီအနေနဲ့ဒေါ်မြဝင်းစီကိုဖုံးဆက်ပြီးတော့သူသားနဲ့အဆက်အသွယ်ရမရဆိုတာဒယ်ဒီမေးပေးစက်မှာဗျာကျုပ်ညီမလေးတို့စိတ်ပူလို့ပါဗျာ ဒေဒီမြောင်းကြီးကိုဖုံးဆက်ထားပါတယ်သူ့သားနဲ့အဆက်အသွယ်မရသေးလို့ပါတဲ့အဆက်အသွယ်ရတာနဲ့ဒေဒီတို့ကိုအကြောင်းကြားပါလိမ့်မယ်နောက်ပြီးတော့သူ့သားကလည်းအဲ့လောက်ထိမဆိုးပါဘူးတဲ့ ဒယ်ဒီဘယ်လောက်ပဲရိုးသားတယ်ပြောဒယ်ဒီရဲ့အခုညီမလေးရောက်နေတဲ့နေရာလေဘာမဆိုတခုခုဖြစ်သွားနိုင်ဆိုတာဒယ်ဒီတွေးကြည့်စမ်းပါဒယ်ဒီဟာ တာမင်းစိတ်ကိုအေးစစ်စစ်လေးခဏလေးထားပါကွာခဏလေးစောင့်ပါ မထားနိုင်တော့ဒယ်ဒီသူတို့ဆက်သွယ်လာမဲ့အချိန်နဲ့ကျွန်တော်မစောင့်နိုင်တော့ဘူးညီမလေးခွာရှာတော့ဗျာ တာ
မင်းလုပ်ပြီ ကျမတော့ထိနေ ကဲဟုတ်ပါမင်းမထိနဲ့ဆိုရင်ငါမထိပါဒါပေမဲ့မင်းအားရှိတော့စံလူကြီးတော့ မတော့ရှစ်လက်ထဲမှာအရှင်နေရတာကစားတေးသွားရမှာကျမကလည်းအေးစားအောင်မယ်မတော့ဘူး ကောင်းတယ်မတော့လည်းနေအေးဒါပေမဲ့မင်းသိရတော့ငါတစ်ခုပြောမင်းကငါဖမ်းခေါ်လာတယ်ဆိုတာလက်စားချေမှုနှိပ်စက်ဖို့ဆိုပေမဲ့မင်းကငါကြင်ကြင်တန်းတန်းဘာတစ်ခုမှမလုပ်ရဘူး ရှစ်ပါပြောတယ်ကျမကတခုလုံးစောက်ပြတ်တော့ချက်စီလိုက်တာကြားတာမလို့ပါလားပြောပါရဲ့ဟယ်လိုမဟုတ်ကဲ့စိတ်ချပါဘယ်သူမှမသိရဲ့လုံခြုံတဲ့နေရာမှာတွေ့ပါဟုတ်ကဲ့မအီမေးရောက်နေကောင်းတယ်ပါအဲ့ဒါမှကျွန်တော်ဘက်ကလွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရဟုတ်ကဲ့ဟေးအောင်ပါမင်းကငါ့ကိုရှော့တဲ့ခါ ကျမတို့မလေးနဲ့လို့ ဟေးလွတ်ဆိုလွတ်ပေးမယ်မင်းခုချက်ချင်းခန်းနဲ့ပြန်လာ မဝင်ဘူး ခုဝင်ဆိုဝင်တော့ငါဒေါသထွက်လာပြီးငါအကြောင်းသိတယ်ရှင်းကြပါမယ်ဒီဘာနာပါလဲပြော ငါအမနာကျင်ခံစားရတယ်မင်းအကိုနဲ့မင်းဖေကိုပြန်နာကျင်ရတဲ့ချိန်ထိပေါ့ အဲ့ဆိုရှင်းကြပါဘာလုပ်ပါလဲရှိုက်ပါလားပတ်ပါလားဘာလုပ်ပါလဲပြောလုံးလေရှင်းဘာလုပ်ပါလဲပြော မင်းကငါမတက်ဘူးမင်းကငါတက်လာမင်းအကိုနဲ့မင်းအဖေကတစ်ချင်းတစ်ခါပဲနာကျင်ရငါတို့ချင်းနာတစ်ချင်းတစ်ခါနဲ့နာကျင်ရတဲ့နာကျင်မှုမျိုးမဟုတ်မင်းအဖေနဲ့မင်းကိုချင်းခါခါနာကျင်စေချင်လား ရှင်းတော့ရှုံးပါလူပဲ အဲ့စကားမင်းဖေနဲ့မင်းကိုနေတိုင်းထဲမှာမြင်အောင်ကြည့်မပြောတဲ့စကား ကိုတောင်းပြောတာသိချရတာဗျာသိချတာပေါ့ကွာငါကိုယ်လည်းမြင်ခဲ့ကြားခဲ့ရတာလေမင်းတို့လာပြောတာကောင်းပါပြီအဲ့တော့လေကိုတောင်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နောင်သူတို့ဘက်ကအခုလိုမျိုးလှူရှာမှုမှန်သမျှအရာအားလုံးကိုတောင်းအခုလိုမျိုးသိတာကြားတာရှိကျွန်တော်အခုလိုမျိုးလာရောက်ပြီးပြောနိုင်ပါတယ်ကိုတောင်းလည်းမနှနာကြည့်ရပါဘူးဗျာစိတ်ချမ်းသာပါမျိုးကွာငါမင်းပဲပြောမှာပါကွာအဲ့ဒါငါသွားရမယ်နော်အခဏလေးနေပါဦးကိုတောင်းလို့လာတော့အေးကျေးဇူးတင်ပါတယ်ညီမဒါဆိုငါသွားရမှာနော်ကောင်းပါပြီဗျာဦးတောင်ခဏလာပါဦးဦးတောင်ဘယ်ကပြန်လာလဲ ဟိုဦးတောင်းရဲ့တူမလေးကထမင်းစားဖိတ်ကြွေလို့ထမင်းစားပြီးပြန်လာတာ။ဒါနဲ့နေပါအောင်။ဦးတောင်းကမခိုင်းစရာရှိလို့လေ
ခိုင်းစရာတော့မရှိပါဘူးမေမေအပြင်သွားမယ်ပြောတယ်ကားတက်ရှင်လေးလုပ်ပေးဖို့ဦးတောင်ပြောမလို့ ။အော်အဲ့ဒါခုသွားစီးလိုက်မယ်နော် ဦးတောင်ကြည့်ရတာဒီနေ့တစ်မျိုးပဲနော်ဗာလေနေမကောင်းလား ။အော်ဟုတ်တယ်ဟိုတူမလေးကငါတလောက်ပေါင်းနဲ့ကျွေးလိုက်တာငါတလောက်ပေါင်းတွေစားကောင်းကောင်းနဲ့အရင်စားလိုက်တာအဲ့ဒါတွေးတက်ပြီးတော့ခေါင်းနဲ့မူးကျင်တယ်လို့ဖြစ်နေလို့ အဲ့မှာ အဲ့ဒါဆိုကားသွားရေးစီးလိုက်ဦးမယ်နော် ဟုတ်ဟုတ် ဟယ်လိုဝီ ပြောလေကို တန်ရာဒီတက်တာရဲ့လားပြီးတော့ကိုဝီကိုဒီလက်ရောက်ပြုံးဆက်ဆံနေတဲ့အတွက်အဲ့ဒီတန်ရာတွေကိုပြုစုပေးခြင်းလို့ပါပြီးတော့ကိုဝီရဲ့အမေကိုလည်းဒုက္ခမပြီးတော့ပါဘူးကိုဝီကိုဒီညနေလာခေါ်မယ်နော် သမီးလူနဲ့ဖုန်းပြောနေရတယ် ကိုမြင့်မွန်နဲ့ပါမမေ तू ကသမီးကိုဒီညနေလာပြန်ခေါ်မယ်တဲ့အဲ့ဒါသမီးလိုက်သွားလို့အဆင်ပြေပါမလား စိတ်ချလက်ချလိုက်သွားသမီးနေနိုင်နဲ့အဆက်အသွယ်ရှိလားလို့မင်းတော့ရှိလို့ပြောနော် ဟုတ်ကဲ့မမေ အဲ့ဆိုရင်မမေနေနိုင်စီသွားမှုသမီးလိုက်အောင်မလား မလိုက်တော့ပါဘူးညနေကြလို့ရှိရင်ကိုမြင့်မွန်လာခေါ်မှာဆိုတော့ အဲ့ဆိုလည်းမမေသွားတော့မယ်နော်ဟုတ်နောက်တောင်းရေကားစစ်နေဖြစ်ပြီလား ။ဒါပဲပါ အေး ဒါပြောတာအမှန်နေပဲလား တရားရာခိုင်နှုန်းပြည့်သေးကြတယ်ဒီဒီ ဒါဆိုရင်မင်းတတ်တာပြောနေပတ်သက်နောက်ပြီးတော့သူ့ကြောင့်လည်းအသက်ခံရတာပဲလေစဉ်းစားရတကူကဒယ်ရီတို့လိုစားတဲ့ဆောင်သူ့ရှိမှရှိနေတယ်ဆိုတော့ဒယ်ရီနားရခတ်နေတယ် ဘာပဲဖြစ်ဖြစ်အဲ့ဒီမိမောက်တော့ရှော့တလူတော့မရအောင်လို့တယ်သူ့သားနဲ့လည်းအဆက်အသွယ်ရှိနိုင်နေတယ်ဒီ ဒါဆိုလို့ရှိရင်မင်းတို့တရင်ပြင်းနေဝေးကြည့်ပါလားသူသိတယ်ပါ သူသိတယ်ဆိုလေတားကိုလာပြောလိုက်နေတယ်ဒီအခုကိစ္စအရင်အတင်းကြပ်ကြီးလိုက်ရှာလို့မရဘူးတဲ့ဒီတစ်ဖက်လူကရိပ်မိသွားမယ်ဆိုလို့ရှိရင်ညီမလေးတို့အသက်ကြီးစိုးရိမ်ရတယ်တဲ့ဒီဒါကြောင့်ကျွန်တော်ဝီယူအရင်တော့ခေါ်လိုက်မိတယ်ဒီ တောင်းဝေးကိုတော့ခေါ်မယ်ဆိုတော့အခုချိန်မှာကျန်တဲ့နာဆက်ဆံတော့မရဘူးသားနောက်ပြီးတော့ဒါအခုတည်ထားတဲ့အကြောင်းအရာတွေကိုလည်းမသိကြအောင်ဆောင်နေပါရမယ် ဟုတ်ကဲ့ပါတယ်ဒါဆိုတော့ဝီယူတော့ခေါ်လိုက်မယ် ဦးထုတ်ခေါင်းလိုက်တာ ဟုတ်ပါတယ်ကျွန်တော်ထုတ်ခေါင်းနိုင်ပါအခုဖုန်းပြောနေရဘယ်လိုလဲမသိ ခမရကျုပ်ကိုတိပါတယ်ခမရသမီးလေးကိုခမရလွမ်းနေမယ်ဆိုတာတိနေလို့ Fiber မှာခမရသမီးလေးရဲ့ဗီဒီယိုဖိုင်ပို့ပေးထားတယ်နာတော်တာဆင်ကြည့်ရှုခံစားလိုက်ပါဦး မင်းတို့
ကဲဟုတ်ပါမင်းမထိနဲ့ဆိုရင်ငါမထိပါဒါပေမဲ့မင်းအားရှိတော့ဆက်လို့ရတော့ မတော့ရှစ်လက်ပြန်သက်ရှင်နေရတာစားတေးသွားရမှာကျမကလည်းအေးစားအောင်ပဲမတော့ဘူး ကောင်းမတော့လည်းနေအေးဒါပေမဲ့မင်းတည်ရတော့ငါတခုပြောမင်းကငါဖမ်းခေါ်လာတယ်ဆိုတာလက်စားချေဖို့နှိပ်စက်ဖို့ဆိုပေမဲ့မင်းကငါကြင်ကြင်နဲ့မတခုမှမလုပ်ရဘူး ကျမကတခုလုံးစောက်ပြတ်တော့ချက်စိလိုက်တာကြားတာမလို့ပါလားရပါရဲ့ ကျုပ်ပါလိုက်တာကွာငါမင်းကိုတရားတတ်မယ်အေးငါမင်းကိုမတတ်နိုင်ငါကတတ်တယ်ပြမယ်ကျုပ်ပါလိုက်တာကွာအောင်တောင်းကိုရှိမှာခောက်ခဏရဲ့ဒီကနေစောင့်နေနော်ကျမပြန်လာခဲ့ ဟုတ်ကဲ့ပါ တားကိုဒီမှာလာဖွက်ထားရတယ်ဆိုတာအန်နီရဝိုင်းနေလို့ဘယ်သူမှသိလို့မဖြစ်ဘူးနော်မောင်တောင်းနင်လည်းဘယ်သူ့မှမပြောမိစေနဲ့ စိတ်ချပါမှာကျွန်တော်ဘူးမပြင်ဘူး ကဲဒါခဏဆောင် အလုပ်ကတော့အဒရင်ထူးလေဗျာ ထူးတာမှထူးတာပေါ့ကွာမင်းညမဖမ်းခေါ်ထားတဲ့နေရာကိုငါတိကျသိရပြီပေါ့ အကောင်းပြီဗျာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ခုရှိချင်းမလာခဲ့ဘူးနော် အေးကောင်းပြီကောင်းပြီ ဘုရားကျုံညမပန်ပါလေဗျာ ဒီထဲမှာကွာ တေချာလို့လားဗျာ တိတ်တိကျတော့ပေါ့ကွာဒီထဲမှာရှိကိုရှိတယ် အဲ့ဆိုခဏဆောင်နော်ခင်ဗျာလစ်တော့ဗျာ ဟာဘာလို့တော့ဟာ ခင်ဗျာကျုပ်ကိုသတင်းမေးတာဟိုဘောတော့တီးသွားပြီဗျာခင်ဗျာလစ်တော့ မင်းဘာကိစ္စထမင်းမစားဘူးမင်းထမင်းစားမှကျမ်းမှာပေါ့ကွာ နေနိုင် မင်း မင်းကကောင်းမလေးကိုထမင်းကျွေးဖို့နဲ့အလှကြီးကိုခေါ်လာရလားသူဒီကိုရောက်နေတာကြားလားရှိနေပြီသူမျက်နှာမှာဘာတန်ရမှငါမတွေ့ဘူးနော် တော့မလုပ်ရဘူးလေ ဟာ
မင်းမတန်ရလဲမကြက်သေးဘူးနော်မင်းကရန်သူတနာနေရလားဟမ် ဒီကိစ္စမှာ तू မှမမတာမေ အော်မင်းမတန်ရလဲရော तू ကျူးလို့ရလားတန်ရလို့မင်းထင်းနေရလားမင်းမလုပ်ရင်ငါလုပ်မယ်နော်မင်းဖက်ဟောဖုံးရတယ်လာနေသေးတယ်ရေးတယ်ဟယ်လိုမမေသမီးဘေးကင်းရလား ဘေးကင်းပါတယ်မမေရဲ့မမေတိတ်တော်တယ်ဦးတောင်းကအကုန်လုံးသမီးတို့စီကိုတရင်ပို့နေတယ်ဆိုတာကိုမမေဘယ်လိုလုပ်သိတာ ။အော်ကိုယ့်အိမ်မှာကားမောင်းလာတဲ့လူရဲ့အမူအရာနဲ့အပြောဆိုရတိတ်တာနေတာပဲအေး။ဘာပဲပြော तू တည်င်းပို့လို့သမီးစီကိုမြင့်မို့ကြောက်မလာတာလေ။ခုအမေနေနိုင်စီကိုရောက်နေတယ်။ဟိုအမေပြီးတော့မှဖုန်းဆက်လိုက်မယ်နော်သမီး ဟုတ်ကဲ့မမေ ။နေနိုင်မင်းသူ့ကိုမလုပ်ရဲဘူးလား ဒါမရိုက်နိုင်ဘူးမေ ။အဲ့ဒါဆိုလဲမင်းကောင်မလေးဘာလို့ဖမ်းခေါ်လာတာလဲ သူများရိုက်နိုင်ပြန်ရိုက်မယ်ဆိုတော့တွေးရမှားနေရမထင်ဘူးလားမေ ။နေနိုင်သူတော်ကောင်းတွေးမနေနဲ့။သူတို့ဘက်ကတော့မှတရားမရှိငါတို့ဘက်ကလည်းဘာမှသတိထားစရာမလိုဘူး။လုတ်တင်လုတ်တိုက်လာတော့လောက်ကမှာပဲ။နင့်အမကိုလေရဲဆက်ဆက်ရွေချက်ရှိရှိလက်ထပ်လာပြီးသွေးသားနော်။မင်းကဒီတိုင်းမှာလက်ပိုက်ကြည့်နေတော့မှလား။ကြပြော ကိုပေါ်မှာရှိသမျှဒဏ်ရာအလုံးကသူတို့တာဖာနေအောင်နှိပ်စက်ထားတဲ့ဒဏ်ရာတွေကြီးပဲ ဟာ ဟုတ်တယ်သူမမကိုရည်ရွယ်ချက်ရှိရှိနဲ့လက်ထပ်ခဲ့တာမမလိုရင်ပဲပြောမယ်သူ့မှာသူတိတ်ချရတဲ့ညီမတစ်ယောက်ရှိတယ်မင်းသူ့ညီမကိုယူပြီးတော့မမအပေါ်မှာနိုင်ကျင်းခဲ့သမျှအရာအလုံးမင်းပြန်ပြီးတော့လက်စားချိတ်ပေးရမယ်နေနိုင် မမကိုကျွန်တော်ခရီးပေးတယ်မမနာကျင်ခံစားရတယ်လို့သူတို့လည်းပြန်ပြီးနာကျင်ခံစားစေရမယ်မောင်လေးခရီး နေနိုင်အဲ့ကောင်ကဒီခေါ်ရလဲဟာပဲမဒီကောင်းနဲ့မရတော့ပါဘူးဘယ်လိုလဲနော်ဟာကောင်ကငါသမီးနာချင်းတယ်လို့ငါနာချင်းတော့နင်နာချင်းစီရမယ်ဟာဘာရဲ့ဒီလိုထိုက်တယ်ပြီးတော့နဲ့ဟာဝါလာစတော့ဟာဒီဘာလို့ဒီပြီးတော့ဖိုင်ဖုန်းနဲ့ကြောက်နေပါလိုက်တော့အနေမလုပ်ပါနဲ့အနေသမီးတော့မသမီးတော့သမီးတော့တင်သမီးမဒီပြီးတော့ဘာလို့တော့ပြန်ချင်ဖို့ပါလဲသမီးတော့ဟာကမဒီအောင်ကလေနာပါသေးဆိုတဲ့ကြိုက်ကမဟုတ်ဘူးဟဲ့မနင်းဖဲလေဒီပြီးတော့ဖိုင်ကိုတင်းရတယ်ငါသမီးမျက်နှာပေါ်တက်ရတယ်ငါနေတော့ငါခံစားရတယ်နေမခံစားရမယ်ဟဲ့ဒီပြီးတော့ဖိုင်ကိုသူ့ပဲစီရောက်ပြီးပေါ်လိုက်တဲ့နိုင်ဟုတ်ကဲ့ဖဲလာပါ 爹哋ကျွန်တော်တို့ညီမလေးကိုဘလို့မှလည်းရှာလို့မတွေ့ကျွန်တော်တို့တက်ဆိုင်ရအောင်ကြောင်းချင်မကောင်းလားဗျာ မင်းအဲ့လိုသွားလို့မရအောင်အဲ့လိုသွားလို့လိုက်မင်းညီမလေးအသက်ခံမှာပေါ့ 爹哋ရလဲဗျာအဲ့ဆိုဘလို့လုံးမလဲဗျာသူတို့နှိမ့်ဆက်တာသူတို့စော်ကားတာမှန်သမျှအရာအားလုံးအခုလိုပဲ message ပို့လိုက်အခုလို video file ပို့လိုက်မယ်ကျွန်တော်တို့ဒီတိုင်းပဲကြည့်ပြီးတော့နေနေရမှာလား爹哋 ဟုတ်မင်းကိုတရင်ပို့နေတဲ့လူနဲ့ရောဆက်သွယ်မရဘူးလား ကျွန်တော်သတင်းပေးနေတယ်ဗျာဘွားကြီးကရိတ်မိသွားတယ်အကွက်ကြပြီးတော့ဖမ်းလိုက်တာသူ့အကွက်ထဲဝင်သွားတော့အဲ့ဒီလူလည်းဘယ်ရောက်လို့ဘယ်ပေါင်မှလည်းမသိဘူးလိုက်ရှာလို့မရဘူး爹哋ရဲ့
ဒယ်ဒီကိုဗီဒီယိုဖိုင်တစ်ပတ်ထပ်ပို့တယ် ဟာကောင်ကငါသမီးနာချင်းတယ်လို့ငါနာချင်းတော့နင်နာချင်းစီရမယ်အမေမလုပ်ပါနဲ့အမေသမီးတောင်းပါမသမီးတောင်းပါပါသမီးတော့စစ်သမီးပါဒီဗီဒီယိုမှာတော့ပြချင်ဖို့ပါလေသမီးတောင်းပါ ဟာကောင်ကနင်ကငါလေရိုက်ချင်လို့ရိုက်နေတာမဟုတ်ဘူးဟဲ့ဒီဗီဒီယိုဖိုင်ကိုပြင်လို့ရှိရင်လေငါသမီးမျက်နှာပေါ်တက်ရတော့ငါမြင်တော့ငါခံစားရတော့နင်ပဲခံစားနေရမယ် သမီးလေးရဲ့ဒေရီရဲ့အသေးလေးအစိတ်စိတ်အမွားဝါကြည့်ခွေရပါသမီးလေးရဲ့ကြည့်ခွေရပါကူတော့မလေးညီမလေးကူရဲ့မောင်ညီမလေးရဲ့ကိုစားကြရှာကူလိုပါညီမလေးကူလိုပါညီမလေးအေးငါကပစ္စည်းတွေချခိုင်းတာလေသမင်းစားပြီးလာခဲ့မယ်မစားရသေးဘူးအခုမှမှားတာတော့ငါပြောရမယ်သူတို့စောက်ခိုင်းတာလိုက်ငါလာခဲ့မယ်သမင်းစားပြီးတာနဲ့ဟုတ်ပြီထွက်ကောကျော်တယ်မကျော်တယ်မလားဝမ်းသာနေတာတကယ်ကြီးမတွေ့တော့ကြာပြီမဘယ်တွေရောက်နေတာ အချစ်ရှုံးခဲ့တဲ့ကောင်ဆိုတော့အနိုင်ရသူရှိမလာရတဲ့သဘောပေါ့ကွာ တက်တွေလည်းကြီးနေပါလားမင်းဒါတွေကိုချိန်ကြီးမမေ့သေးဘူးလား အနိုင်ရသူတွေအတွက်ကတော့တွေးလိုက်တိုင်းပျော်စရာပေါ့ကွာရှုံးခဲ့တဲ့သူတွေအတွက်ကြတော့တွေးလိုက်တိုင်းနာစရာတွေကြီးပါပဲပျော်စရာကနာစရာလောက်ရှင်ထဲမှာကြာမနေဘူးဆိုတော့ငါယုံငင်းကတိုက်ဆိုင်မှုရှိမှတတိယပြီငါဘယ်တော့မှမမေ့ဘူးဟောဒါနဲ့ညဝီ ငါနဲ့သူနဲ့အိမ်တော်တက်ကလာပိုင်းတော့ပဲကြာပါတယ် ဘလို့ ဟုတ်တယ်သူကလည်းနောက်အိမ်တော်ငါလည်းနောက်ထိုးဆန်းတာတကူကသူ့ယောက်ျားနဲ့ငါမင်းမတေးတာရှက်ပိုင်းပဲကွာ ဟုတ်လားစိတ်မကောင်းပါဘူးတကယ်ကြီးငါကမင်းတို့အိမ်တော်တက်တွေကြားပြီးသားတွေသမီးတွေနဲ့ပျော်နေမယ်လို့ထင်ထားတာ မထင်ပါနဲ့မင်းထင်တာနဲ့ငါရဲ့ဖြစ်နေတယ်အကုန်လုံးကစန့်ကျင်ဘက်တယ်အခုလဲငါသမီးလေးကိုဖမ်းပြီးတော့နှိမ့်ဆက်နေကြတယ်ဘသူဖမ်းသွားတာလဲလို့သိရင်မင်းပို့ပြီးအံ့ဩသွားလိုက်တယ်တကယ် ဘယ်သူဖမ်းသွားတာမို့လို့ မြဝေရှိတာ မေမရဲ့တရင်ကိုဘာကြားသေးလဲဖုန်းလည်းမဆက်ဘူး အမေလည်းဖုန်းခေါ်နေတာပဲသားရဲ့ခေါ်လို့မရဘူး
အဲ့နဲ့သူဘယ်သွားမယ်လို့မေးပြောတာလဲ အဖေကိုဘာမှလည်းမပြောသွားဘူးတာ ဟာဒုက္ခတော့ရောက်ကုန်တော့မှာပဲဟိုငနဲ့ကသူ့ကိုချောင်းနေတာဖုန်းဆက်ကြည့်ဦး တာခေါ်လို့ဝင်ရရဲ့လား ဘုံဝင်ဦးမီး တာတပီးကဖုန်းပြန်လာပြီ စပီကဖုန်းမေး သမီးဘယ်ရောက်နေလဲသမီးမမေတို့စိတ်ပူနေတယ်သမီးရဲ့ အလီဘာမှစိတ်မပူပါဘူး ဟဲ့မင်းငါမောက်ပြန်လွတ်လိုက်နော်အေးမဟုတ်ရင်တော့မင်းညမောက်ငါတက်ပြစ်မှာလို့ တယောက်ချင်းလေးရတယ်ဆိုလို့ရှိရင်လဲကြည့်လိုက်မင်းနဲ့ငါနဲ့အမုန်းတရားတွေထပ်တိုးမလာဒီမှာဒီလက်လိုက်ချင်ကောင်းမင်းလေငါညမကိုပြန်လာပို့ငါလည်းမင်းမငါပို့မင်းဘယ်လိုသဘောရလဲ အေးငါတဘောတူတယ် မေဒါတော့ဘာဆက်လုပ်လဲသူတို့တွေဂိတ်တီမယ်လို့မေးထင် ခုလောက်ဆိုရင်သူတို့လည်းကိုချင်းစာလောက်ရောပေါ်သားရဲ့ဂတိတီမှာပါတာကိုကောင်မလေးသွားခေါ်လိုက်မမေတို့သွားအောင် ဟုတ်ပြီ ရှင်ကိုကြိုးစင်းမလား မင်းမြတ်မယ် ဟုတ်တယ်လေရှင်ကဒီနားကိုဘယ်လိုလုပ်ပြီးရောက်နေရလဲ တကယ်ရင်တယောက်အိမ်ကပြန်လာတာလမ်းမှာကားပြက်နေလို့အိမ်ကိုဖုန်းဆက်ခေါ်တာကြာနေလို့စိတ်မရှိလို့လမ်းလျှောက်ပြီးပြန်လာဒါနဲ့အနောက်ကမင်းသားနဲ့တမီး မဟုတ်ဘူးဒါကတော့ကျမသား तू ကကိုထုတ်ကောင်သမီးလေ မင်းတို့လည်းရမ်းပစ်ထားကြတာ ဟုတ်တယ်အဲ့ဒီရန်ပွဲကိုဒီနေ့အဆုံးသတ်မလို့ပဲ ကောင်းပါလေ ကဲကျမကိစ္စလေးရှိသေးလို့သွားလိုက်ပါအောင် ကောင်းပါလေ ဒီကောင်းလေဟဲ့အမေကောင်မလေးကြီးကတမရှိတော့ဘူးအဲ့တော့ဘယ်လိုလုပ်ကြလဲ အော်အမေတို့တက်တာမှမဟုတ်တာ အဲ့လိုပြောလို့မရဘူးလေမေရဲ့
ကောင်မလေးကတောက်လက်ထဲမှာစုံသွားတာမကြခင်သူ့ဖေနဲ့သူ့ကိုနဲ့ရောက်လာတော့တော့ဘာဆက်လုပ် ဒါဟိုတစ်ပင်ကမလေးမာယူပွေခဲ့ ဟုတ်ပြီဟုတ် အမလည်းငါညီမ ဟိုနားမှာထိုင်းနေလက်မလျှောက်နိုင်လို့တဲ့ ဒီနေ့ကစပြီးတော့ကျွန်တော်တို့ရဲ့ရှိတဲ့ကြားထဲမှာမောင်းနေဆုံးသက်ချင်တယ်နောက်ပြီးတော့ညဘက်ကလက်ခံတယ်ဆိုရင်ကျွန်တော်ရဲ့သားနဲ့ညရဲ့သမီးကိုပြန်လက်တွဲစေချင်တယ် ကျွန်တော်ကြောင့်စိတ်နှောက်ယှက်ဖြစ်ရတဲ့ခိုက်တံတွေကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ခွင့်လို့ပါလို့ဒီအအနေနဲ့မျိုးပြောချင်တယ် ဒီနေ့စကားပြန်ပြောလိုက်ရင် တောင်းအောင်လာမမတောင်းမယ် ဘာလဲကွာဒီသားမီးကလည်းပြေလျာပြေချောင်းပြောနေတာတော့မှာပဲနည်းနည်းလေးမှဖတ်မလို့ ထားလိုက်ပါလေရာကျွန်တော်ညီမလေးလက်ပြင်ရမယ်လေဟမ်ဒီညီမလေးကြီးရတာကျွန်တော်တို့သားပါလားစိတ်ကောင်း ဖေကိုမမြင်သေးလို့ထွက်မလာတာထင်တယ် သမီးလေးသမီးသမီးလေးသမီးသမီးလေးမလေးသမီးဟုတ်ဗျာဟုတ်ဗျာ我的路也来到这里啊！我的路也来到这里啊！你妈的，你妈的，我去把我这里，你妈的，我去把我，你妈的，怎么去了？啊！手把来着啊！你妈的，你妈的，你妈的！ ဒီနေ့ဟာအမိုးနီအောင်ဆုံးတတ်တဲ့နေမဟုတ်တော့အမောင်မီတော့စားတောက်တဲ့နေပဲငါနဲ့ငါမိသားစုကိုနောက်ဆက်ရကောင်မှန်သမျှအရာအားလုံးရတည်ပြီစေရပြီသမီးလေး ညီမလေးညီမလေးအဖေကိုထားခဲ့ပြီလားသမီးရဲ့သမီးလေးချစ်ဆုံးလေးအဖေပါတားလေမင်းညီမလေးကိုကြည့်ပါဦးကွာမင်းညီမလေးအဖေပါလေ ရောက်လေဘယ်လိုမိသားစုတွေပြေးနေကြတော့ပြေးငါနဲ့တွေ့တဲ့နေရာမင်းတို့မိသားစုသေခြင်းဆိုနဲ့သေတယ်နဲ့သေခြင်းဆိုနဲ့သေတယ်အခုလိုပြည့်စုံမှုနဲ့ကြုံတွေ့ရလိမ့်မယ် ကိုယ်တကယ်ပဲမတွေ့လာပြီပါဘာညီမ
ဒါဆိုဝါကုန်းဖြိုကိုမောင်လေးတို့မတက်ဘူးပေါ့ မောင်လေးတို့ကဘာကိစ္စနဲ့တက်ရမှာလဲသူ့ကိုတက်ချင်စကနေတက်ပြီလို့ရ အဲ့ဆိုလို့ရှင်မမတို့ကိုမြင့်မို့တွားရှင်းပြကြမလား ဒီချိန်မှာသူ့ကိုရှင်းပြလို့မရကိုပြောတဲ့စကားတွေကသူ့နားထဲရောက်မှာမဟုတ်အကောင်းဆုံးကတော့သူနဲ့ထိတ်တိုက်မတွေ့အောင်ရှောင်နေဖို့ ဒါဆိုဝါကုန်းဖြိုကိုဘယ်သူတက်တာလဲ မင်းအဖြစ်ကစိုးလိုက်တာထုတ်ခေါ်ရလက်နဲ့ချရှုပ်ပေးကမှဓာတ်နဲ့ထိုးခံတယ်လို့ဖြစ်မြဝီအခုလည်းမလုပ်သင့်ဘူးကွာ မြဝီကငါပေါ်မကျင်တဲ့သမျှတွေစုပြီငါသမီးလေးပေါ်ပုံချလိုက်တာဟာငါသမီးလေးအခုလိုတေးရတာငါကြောင့်ငါပြောကမကင်းဘူးငါဖြေလို့မရဘူးကွာ ဒါနဲ့မင်းရဲ့တောင်း အိမ်မှာရှိပါသူညမကိုတတ်တဲ့မိသားစုတွေပြန်တတ်မယ်ဆိုအိမ်မှာနေ့တိုင်းဓာတ်သွင်းနေတယ် အိမ်မှာနေပြီးဓာတ်သွင်းနေတော့ဘာမှဖြစ်လာမှာမဟုတ်ရန်သူဆိုတာကိုကရှာရတယ်ကွာကိုမရှာလို့ရန်သူကမင်းကိုရှာတွေ့သွားရင်မင်းပဲသားကောင်ဖြစ်သွားမှာလို့ ငါရှာတာဗောအခုလည်းရှာနေတယ်မတွေ့သေးလို့မင်းလည်းငါ့ကိုကိုပြီးတော့ရှာရမှာကွာ စိတ်ချပါကွာငါတို့နဲ့စုံတာနဲ့မင်းကိုအကြောင်းကြားလိုက်မယ်ဟုတ်ပြီလား ကျေးဇူးတော်ပါတယ်ခင်ဗျာဟုတ်ပြီ အေး 爸，အဖြစ်နေတာညနာလည်းမလန်းပါ ဒါစဉ်းစားနေတာမေ သားစဉ်းစားနေတာဟိုတည်သွားတဲ့ကောင်မလေးကြောင်းလား ဟုတ်တယ်အဲ့နေကကောင်းနဲ့တွေ့ခဲ့တဲ့ကောဘာလို့လဲ ဩ तू ကမမေငယ်တငယ်ချင်းသူ့နာမည်ကကြော်စင်းတဲ့ဘာဖြစ်လို့လဲ ဒါအဲ့လိုမတင်ကောင်း तू ကဘာရမျိုးရှိလို့တက်ကမှလဲသားရဲ့မဖြစ်နိုင်တာသားရဲ့ ရန်ညိုးရှိလားမရှိလားတော့ဒါမသိဘူးဒါအဲ့လူနဲ့တွေ့ရင် သားတွေ့ကျင်နေဆိုရင်အင်ကိုထမင်းစားတည့်ရဲ့ဖြစ်လိုက်မယ်လေ ဒါတို့ခုနေတဲ့နေရာကိုလုံးဝသိခံလို့မရဘူးလေ तू ကယုံရပါတယ်သားရဲ့ဘာမှစိတ်မပူနဲ့နော်မမေဖုံးဆက်ပြီးတော့သူ့ထမင်းစားဖိတ်လိုက်မယ် ရုံရတယ်ဆိုရင်တော့မေ့တဲ့ဘောပါ ကိုကြော်စင်လား ပြောလေမြ ဟိုကိုကြော်စင်ဘယ်နေ့အားလဲလို့ ဘာဖြစ်လို့လဲမြရဲ့ ကိုကြော်စင်အားရင်အင်ကိုထမင်းစားတည့်ရဲ့လောက်ဖိတ်ချင်လို့ပါရှင် အာနာစရာကြီးမြရဲ့မစားတော့ပါဘူး အားနာမဲ့လူတွေမှမဟုတ်တာ ကဲဟုတ်ပါပြီအဲ့ဒါဆိုကိုကျော်စင်ဘယ်ကိုလာခဲ့အောင်ကဲဟုတ်ပြီဗျာကိုကျော်စင်လာခဲ့မယ်နော်ညပါစားခြင်းလည်းပြောလေ ဘာမှမဝယ်ခဲနဲ့လို့ပြောရင်လေမရဘူးဆိုတာသိနေတော့ကိုကြော်စင်အဆင်ပြေတာပဲဝယ်ခဲ့လေနော် ဟုတ်ပါပြီဗျာဟုတ်ပါပြီကဲအဲ့ဒါဆိုရင်ညကြိုက်တဲ့ကြက်ကြော်ကိုကျော်စင်ဝယ်ခဲ့မယ်ဟုတ်ပြီလား ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါ ဒါပဲနော် မေအဲ့ဒီဦးလေးမှာမိမမရှိဘူး မမေပြန်မချစ်လို့ဆိုပြီးတော့ခုချိန်ဒီလူပြိုကြီးဘွားနဲ့အယုတ်ထုံနေဆိုပါတော့သားရဲ့ ဒါပေမဲ့သူပြောတဲ့လေတံတွေကတော့အမေကိုတန်ရောတွေမပြတ်နိုင်သေးတဲ့ပုံပဲနော် မလေးဒီကောင်လေးကလည်းလူကြီးကိုနောက်เสียကြာနေရပဲဒီရိတ်ကြမမေကနောက်ရင်နောက်ပြုเสียလား အမေကပြောတာပြောနေရအမေစိတ်ထဲမှာဘာလို့ရှိနေလဲဆိုတာဒါသိရ ဩဒီကောင်လေးကလူကြီးကိုလာနောက်နေတယ်လူကြီးကိုလာနောက်နေသေးတယ် စတာပါဘောဘယ်ရှက်ဘူးရှက်ကနဲ့ ဟ
ဟယ်လို ကိုကျော်စင်ကော်ဖီလေးတုံးဆောင်ပါအောင်ထမင်းစားရတာရောအဆင်ပြေရဲ့လား စားလို့ကောင်းလိုက်တာမြရင်ဒါနဲ့ဟင်းတွေကညချက်ထားတာ ဟုတ်ပါတယ်ဦးလေးဟိုကျွန်တော်မိချက်တာလား ဒီလိုဟင်းလဲရမျိုးများကိုကျော်စင်တသက်လုံးစားမယ်ဆိုသိကောင်းပါဒါနဲ့မြနောက်ပြဖို့အစီအစဉ်မရှိတော့ဘူး ရှိတော့ပါဘူးရှင်ကျမတို့ကလည်းငယ်တော့တဲ့အရွယ်တွေမှမဟုတ်တာဒါနဲ့ကိုကျော်စင်ရအောင် ကျွန်တော်ကယူချင်တယ်ကျွန်တော်ချစ်တဲ့သူကကျွန်တော်ပြန်မချစ်ဘူး ခုချိန်ထိချစ်ရေးကံမကောင်းသေးဆိုပါတော့ အခုချိန်ထိဆိုတဲ့စကားအချိန်ပေါင်းများစွာကိုရေးချယ်နေတယ်လို့ပုံစံများတက်ရောက်သွားမလားလို့ ဟုတ်တယ်လေ ကျွန်တော်ကဘဝမှာတယောက်ကိုတစ်ချိန်တစ်ခါပဲချစ်ခဲ့တာဒါပဲမဲ့ 哦，ငါတင်ရှီတောက်လိုက်အောင် ရပါတယ်ဦးလေးကျေးဇူးတင်ပါတယ်ဩဒါနဲ့ဦးလေးနဲ့ဦးထုတ်ခေါင်လေးကတိတယ်ဆို သိုံနေဘဲကမလဲငါတူရဥထုခေါင်ရဲ့ငါတူအမေရဲ့ဦးရဲ့ဆိုတာအချစ်ဆုံးတကယ်ချင်းနေ ဒါဆိုရင်ဦးထုတ်ခေါင်ရဲ့သမီးဝါကုန်းဖြူရောဦးတိလား သိတာဗော သူတည်သွားပြီဆိုတော့ဦးတိရလား ဟုတ်အဲ့ဒါတော့ဦးသိဘူးကွာ ဦးလေးပြောတော့ဦးထုတ်ခေါင်နဲ့ဦးလေးနဲ့ကချစ်ဆုံးတငယ်ချင်းတွေဆိုကို့ချစ်ဆုံးတငယ်ချင်းရဲ့သမီးတစ်ယောက်တည်သွားတာတော့ဦးလေးကမတည်ဘူးဆိုတော့ ဟိုဦးလေးကအလုပ်တွေများတော့အဲ့ဒါကြောင့်မသိလိုက်တာနေမှာပါကွာ ဒါဆိုရင်သူ့ကိုဘယ်လိုတက်တယ်ထင်ဦးလေး အဲ့ဒါတော့ဦးမသိဘူးလေကွာဟိုမြကိုကျော်စင်ပြန်တော့မယ်နော်အိမ်မှာလည်းအလုပ်လေးရှိသေးတယ် ဟောဟိုကော်ဖီလေးခေါ်အောင်မတုံးဆောင်သွားမအောင်ကိုကျော်စင်ရဲ့ မတော့တော့ပါဘူးအိမ်မှာအလုပ်လေးရှိတယ်နော်ငါတို့ဦးပြန်တော့မယ် မေတားပြောတာမှန်တယ်မလားဒီလူတက်မှုမှာဦးကျော်စင်နဲ့ပတ်သက်နေရဆို ဖြစ်နိုင်သူဘာလို့ဒီလိုမျိုးလုပ်တာပါလဲ ဒါကတော့ရှင်းပါတယ်မေအမေကသူ့ကိုပြန်မချစ်လို့အမေချစ်တဲ့သူနဲ့ရန်တိုက်ပေးရတဲ့ပေါ့ သူရုံမာပုံကတမျိုးပဲနော်စကလုံးကျန်းကျန်းတွေကိုထိလက်ရောက်မကျုံးလွန်ပါပဲဒီရောက်ချင်းစီရဲ့အမုန်းတွေကိုရှင်ဘက်ထဲကိုထည့်ပေးလိုက်တာပဲ ဒါဆိုရင်သူတို့နှစ်ယောက်ကဦးထုတ်ခေါင်နိုင်တဲ့သူ့သားမြင့်မို့အောင်မဖြစ်ရမှာ ဖြစ်နိုင် သူတို့ထားတာလား ဒီကောင်တွေမိသားစုကတော်တော်ကလိန်ကချစ်ကြတယ်မိသားစုပဲအထက်ထဲမှာတယောက်မှမရှိဘူးတော်မယ် ရန်သူကိုရှော့တွက်လို့မရဘူးညင်မို့တစ်ဖက်လူကမင်းဘာလို့ကြိုသိနေတဲ့ပုံပဲ ရန်သူကကျွန်တော်တက်ဘလောက်ပဲတော်တော်ကျွန်တော်ပြီးဆိုင်ကျွန်တော်လိုချင်တာထိတ်တိုက်ရင်ဆိုင်မှုပေါ့အဲ့ဒီထိတ်တိုက်ရင်ဆိုင်မှုမှာသူတည်ကျွန်တော်အဲ့နှစ်ခုတည်းခုရှိအဲ့ဒီအတွက်လည်းကျွန်တော်ကြောက် အဲ့ဒီလိုမဟုတ်သေးဘူးလေငါတို့ပြန်ကျင်နေဆိုရင်နိုင်ကျင်စိတ်ရှိဖို့လိုတယ်ကြိုတင်ပြင်ဆင်မှုရှိဖို့လိုတယ်ပေါ့ဒီအဲ့ဒီလိုမှမဟုတ်ပဲမခံကျင်စိတ်နဲ့ပြန်ချရင်မင်းအရှုံးနှစ်ခါဖြစ်သွားမှာ
ဒါနဲ့ဦးလေးကျွန်တော်မသိလို့တခုတော့မေးပြစီဗျာဦးလေးနဲ့ကျွန်တော်အဖေနဲ့ရတယ်တငယ်ချင်းဒေါ်မြဝီနဲ့လည်းတငယ်ချင်းဖြစ်နေပါလိမ့်မယ်ကျွန်တော်ကိုကြတော့အကြံကောင်းနေပြီတစ်ဖက်ကိုနစ်နာရအောင်ဘာကြောင့်ဘာလို့ဦးလေးနဲ့ဒေါ်မြဝီနဲ့ဟာကျောင်းတော်ဟာရန်ကျိုးတွေပဲရှိခဲ့လို့လားဗျာ မရှိပါဘူးငါတို့တကယ်ရေး3ယောက်ဆိုပေမဲ့ငါတို့2ယောက်ကယောက်ျားလေးတကယ်ချင်းဒါကြောင့်မင်းဖေဦးကပို့ခင်းတဲ့သဘောပါပြီးတော့အခုဖြစ်စင်မှာလဲငါတို့ဘက်ကမတရားခံထားရလို့ဦးကမင်းကိုအကြံကောင်းနေပေးတာ အဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ နေနိုင်ငါတို့မဟုတ်ပဲနဲ့တော့ဒီတိုင်းရှောက်မနေခြင်းတော့အချိန်ကာလတစ်ခုကလည်းကြာခဲ့ပြီဆိုတော့ငါတို့ကိုမြင့်မို့လို့တာဖောက်တွားရှင်းပြကြမလား ရှင်းပြရဲဆိုတာလူတက်တရခံကိုတိကျသိရမှာဖြစ်နေအခုမောင်လေးတို့ကထင်ရမြင်ရပဲတွေးနေတာရှိသေးတယ်ဘာတစ်ခုမှရေးရသိရတာမဟုတ်ဘူး ဒါဆိုဘယ်လိုလုပ်ကြမလဲ ဘာလို့ရမလဲနှစ်ဦးနှစ်ဖက်လုံးကဘယ်သူမှမမဘူးဆိုတော့တက်နိုင်တဲ့များတော့ထိခိုက်နေအောင်လုပ်အောင် ငါအထင်ကတော့ဒီလူတက်မှုမှာဦးကျော်စင်းဆိုတဲ့လူနဲ့ပတ်သက်နေတယ်လို့ထင်တာအဖေသေးတဲ့ကိစ္စမှာလည်းသူနဲ့တစ်ခုခုပတ်သက်နေမှထင်တယ် ဟုတ်မောင်လေးကမှဆင်းလာတယ်ကိုမြင့်မို့ရဲ့အမေလည်းအသက်ခံမောင်လေးတို့အဖေလည်းအသက်ခံဒါတွေမကဘူးမောင်လေးတို့မိသားစုနှစ်စုရဲ့ရှင်ဘတ်တွေကိုငယ်စဉ်ကလေးကအထင်မြင်လွဲစေတဲ့အရာတွေနဲ့မုန်းတွေပါထည့်ပေးလိုက်တာအဲ့လူပဲဖြစ်ရ ဒါဆိုကိုမြင့်မို့ကရန်သူကိုရန်သူမှန်းမသိပဲနဲ့ကျေးဇူးရှင်တယောက်လိုပိုးကွယ်နေရပေါ့ ဖြစ်နိုင် ဒါဆိုလို့ရှိရင်ကိုမြင့်မို့မှာအနေရရှိနိုင်တယ်ငါတို့ရင်ဆိုင်လိုက်ရအောင်နော် ဒီနေ့နေ့ပဲရှိတော့မဖုန်းဆက်ကြည့် ဟယ်လိုကိုမြင့်မို့ကျမဝေးကြီးပါ နင်းတန်ငါမှတ်မိတယ်နင်တို့ခုပုံမှာငါနေတော့မိသားစုကိုငါလိုက်ရှာနေတာနော် ကိုမြင့်မို့ရဲ့ကျမပြောတဲ့စကားကိုဆုံးအောင်နားထောင်ပါမဟုတ်လို့ရှင်လေ ငါစကားပလင်းနေလာမခံနဲ့နေတော့မိသားစုခုပုံမှာငါနေတော့စီးတဲ့နေရာငါရအောင်လာခဲ့မယ်ကောင်းပြီအဲ့ဒီဆက်ဆက်ဆောင်ငါရအောင်လာခဲ့မယ်ခုပဲ ဘာလဲလဲမ ငါ့ကိုဘာမှမပြောရဘူးသူပြောချင်တာပြောပြီးချပါ ဒါဆိုရင်တော့သူကျွန်တော်တို့မရောက်ခင်အေးအေးဆေးဆေးစကားပြောခွင့်ရမှာဆင်ပြေလိမ့်မဟုတ်ရင်တော့ရန်သူကြိုက်ဖြစ်သွားလိမ့် ငါတို့စူးစမ်းကြည့်ကြတာပေါ့အမေကိုထားခဲ့မလား မင်းကတည်းကမတည်ရကောင်ပဲကွာဟမ် 你要做一些新标， မင်းကဘာမှလာရှင်းပြနေနဲ့ 看见你冇招没得苦， မင်းမတိုက်ဘူးတလာတယ်တော့ငါမင်းနေတယ်လေကွာရောက် 哎，招来白定嘞，跳跳跳မင်းတရားမှာကြောက်ပြီးတော့ဆွေးတဲ့စကားတွေငါ့ကိုအားစောင့်မပြောနဲ့မင်းကတတ်တာ ကိုမြင့်မို့ကျမတို့အေးစစ်စစ်စကားပြောဖို့လို ဘာမှမလုပ်ဘူးအေးစကားပြောမလို့ငါချစ်ဆုံးညီမလေးတယောက်ကဆုံးရှုံးခံရတာအခုကျမငါ့ကိုလာပြီးတော့အေးစစ်စစ်ဆွေးနေမယ်ဆိုတဲ့စကားတွေငါ့ကိုလာပြီးကြောက်မပြောနဲ့ဟဲ့မင်းကတတ်ပါ 公民母，就表奶奶那着，看见你冇就老王得不喏， မင်းမတိုက်ဘူးတတ်ပါလေလို့ငါမင်းနေတယ်ကွာ 没有啥表啥的，现在我没有小王表嘛，年纪了没小我呗， မရှုံးဘူးဟဲ့မင်းတို့ရဲ့စကားကိုငါမရှုံးဘူးတို့တားလုံးလိုက်လို့ငါပြောနေတယ် 公民母，看见哎路也是高，哪要跟那马多没喏， မမဘူး
ငါဘောမမားတယ်ဆိုတော့ဘယ်တော့မှမရှိဘူးကွာဟဲ့မင်းကတတ်မှာမင်းတာတော့ငါပြောနေတယ်နော်ဟဲ့မင်းမတော့ဘူးလားလုံးမယ်နော်မင်းတော့ငါဆုံးမှာကောင်းမြတ်မို့ကျောက်တီးကန်နိုင်တဲ့တိုင်းတော့ကောင်းသွားပြီခင်ဗျားကျောက်ကိုတေးအောင်တတ်ကျောက်မတေးတဲ့လူကခင်ဗျားပဲလာခဲ့ရအောင်တေးကြမင်းတို့မသိရင်မှတ်လူရုံးမှာတယောက်လှုပ်ဖို့ဆိုဓာတ်တွေမလို့ကြီးမားတဲ့ခန္ဓာကိုယ်တွေမလို့ရုံးအောင်ပြောတတ်ဖို့လိမ္မာပါနှက်ဖို့လိုတယ်ကွာဒီနေ့လိုမြင်ဝင်လို့မြင်ရဖို့ငါနေပေါင်းများကစောင်းရတာကွာဟဲ့မင်းတို့အကြမ်းပါစတာပဲထုတ်ကောမင်းတော့ငါလက်ထဲကမြောက်ရအောင်လွှတ်ယူခဲ့သေးတာငါရဲ့တုတ်ပြန်မှုကတရားပါတယ်ကွာဟဲ့ငါမြောက်လွှတ်ယူခဲ့တာမဟုတ်ဘူးမြောက်ငါ့ကိုရွေးချယ်ခဲ့တာဒါရီအလုံးပြီးသွားပြီအခုမှလာမပြောနဲ့အလုံးကသူ့ဘောနဲ့သူ့ဖြစ်နေပြီအေးအခုပြောရမှာမင်းကိုငါပြောရမှာအဲ့ဒီခလေးတွေခံစားသလိုအဲ့ဒီအပြစ်တောင်မင်းပြန်ခံစားပဲရောက် no ဒီခလေးနှစ်ယောက်တည်းမဟုတ်မင်းသမီးကိုတတ်တာလေငါပဲကွာဟာငါပဲဒါနဲ့နေဟောအားလုံးစုံလို့ငါစကားတစ်ခုလောက်ပြောဦးမယ်အချစ်ကြောင့်ဖြစ်တဲ့အမိုးပါစစ်ပွဲတွေတက်ပြင်းထန်နေဆိုမထာဟာဒါဆိုရင်ငါမိမအောင်တတာမဲပေါ့ထပ်ပေါ့မဟုတ်ဘူးဆိုတာကမင်းမိမတယောက်တည်းမဟုတ်ဘူးနော်မြားရဲ့ရှောက်ကြောင်းတတ်တာငါပဲရောက်မှာခင်ဗျားကြောက်ရှိမတော့ခင်ဗျားကြောက်တယ်မတမီတမီပူရီတာ
သေချာဆုံးဖြတ်လိုက်ပြီလားမြတ် ငါတို့ခင်လို့ပဲရချစ်လို့မရဘူးကြော်စင်ငါကိုထုတ်ဖို့ပဲချစ်တယ် ငါ့ကိုဘာကြောင့်မချစ်နိုင်တာလဲဆိုတော့ငါနဲ့ကိုမဲခွင့်ရှိတယ် ဘေးဝင်မရှိဒါပေမဲ့ငါမှအဖြစ်မရှိဘူးကိုထုတ်လာတော့